ဟေးရောကျွန်တော်ဒီနေ့မှာကိုဘောကင်မှာဖြစ်ပါတယ်ကျွန်တော် assassin မှာဓာတ်ကင်ပြီးတော့မကြည့်ရတဲ့ထည့်ရဆိုကျွန်တော်ဒီကောင်ပဲတူပူသေးပါတယ်ဆိုတော့ဒါတော့ကျွန်တော်3မဲ့ item နဲ့အမှန်ဆိုပြဆိုတော့ game နဲ့တန်းသွားရအောင်ဆိုတော့ကျွန်တော်ဘက်မှာ granger ရဲ့ဆိုတော့ harabuja ရဲ့ဆိုတော့ soda ရဲ့ ijila ရဲ့ပါပါတယ်ဆိုတော့အနေပြမှာတော့ cloud ရဲ့6ရဲ့ထိုင်းရော်ရဲ့လူခက်ရဲ့တော့တခင်းဆန်းရဲ့ပါပါတယ်ဆိုတော့ကျွန်တော် game နဲ့ရောက်ပြီဆိုတော့ mid lane နဲ့လောက်ကြတိုင်းလိုက်လုပ်ပါမယ်ဆိုတော့ကျွန်တော်ဒီမှာပါဒီမှာဆိုတော့ကျွန်တော်တခင်းဆောင်ကျွန်တော်ဒါနဲ့ပေါက်တက်လိုက်ပါတယ်မှာပါဆိုတော့ okay ဒီမှာတစ်ချက်ခုတ်လိုက်တခင်းစတန်းပြောက်သွားပါတယ်မကျွန်တော်လည်းပြန်ရှောင်းမလို့ပါဘူးကန်ကောင်းသွားလို့ရှော့ရပါတယ်ကန်ကောင်းသွားလို့ရှော့ရတယ်ပါဟုတ်ပါတယ်ဆောင်းမှာပဲကျွန်တော်ကြံငယ်ဒီဝေလာနောက်တဲ့အမှာ6လေးကိုကျွန်တော်ပေါင်းတက်လိုက်ပါတယ်ဆောင်းမှာကျွန်တော်လည်းမှာခြုံထဲမှာစောင်းနေမှာကျွန်တော်ဝင်ဟိုဘက်ကဝင်ချရတဲ့ကောင်တွေမှာကျွန်တော်ခဲပြီးတော့ EC မှာကြောက်ရွံ့လေး EC မှာအကုန်လုံးကြီးလိုက်ပါတယ်ဆိုတော့တပည့်ရေးရပါပါတယ်မလေးနမလေးကကြီးကျွန်တော်လည်းမှာအလူကြော်လိုက်လာလို့ဆိုကျွန်တော်လည်းမှာပြီးပါတယ်မှာအခွက်ကြီးပြားကြီးပြီးပါတယ်ဒါပေမဲ့မထိပါဘူးဆိုတော့မှာတာဝါလေးရောက်ဘာလို့ဟာဖြစ်တော့မှာတခင်းချောင်းမျိုးကြီးလိုက်ပါမှာတခင်းပါလို့မှာကြီးလိုက်တော့ဗျာမှာဝင်ချလာတယ်ဆိုတော့မှာအောက်လိမ့်မှာပဒေဖြစ်နေကောင်တွေမှာကျွန်တော်မှာအလူကြော်လေးဖောက်စားလိုက်ပါတယ်မှာပါမတော်လည်းအတိခံပြီးပါတယ်ဆိုတော့မှာကျွန်တော်ဆရာချောင်းတရောမှာဆရာချောင်းကျွန်တော်တင်းမိတ်ပေါင်းထက်သက်ပါတယ်မှာပါကျွန်တော်ရမှာဒီကြီးကကျွန်တော်ရမှာခုနကကောက်သွားပါတယ်နောက်တော့ကျွန်တော်မှာပဒေဖြစ်ကုန်ပါတယ်မှာဘလို့ကြည့်တယ်မှာကျွန်တော်လည်းလေးနဲ့ခလုတ်အကုန်ရှောင်းနှိပ်ပါတယ်မှာပါဆိုတော့ကျွန်တော်ကချောင်းဆိုရင်အလူကောက်ကထိပါတယ်မှာပါကျွန်တော်လေးနဲ့ခလုတ်ရှောင်းနေတာကုန်ပြီးပါတယ်မှာဆရာချောင်းဟာရောက်ချောင်းတကွက်ဖြတ်သွားဟုတ်တယ်ဆိုတော့မှာကျွန်တော်လည်းမှာပြန်တက်ပြီးလိုက်ပါတယ်ကောင်ဆောလုံးနဲ့အမကြော်လဲပြန်ထွက်လာအောင်အမဗဒဲကြီးထားဖြစ်တယ်ပေါ့ဗဒဲတွေကအမဆုံနာမဟိုနေရာဖြစ်လိုက်ဒီနေရာဖြစ်လိုက်တယ်အမကြော်လဲမှာရမလားဆိုပြီးကောက်ကြည့်ပါတယ်အမအလူကြော်ပေါက်စားဖို့လုပ်ပါတယ်အမလူကြော်ကကြော်မစားလိုက်ရပါဘူးအမဂရန်ကြာစားပါပဲအလူကြော်မချောင်းဝင်ဖို့လုပ်ရပါအမဒါပေမဲ့မရပါဘူးဂရန်ကြာဟာဆောမှာကြော်လဲအိတ်အောင်မှာတာဝခုဖို့ရှိနေမှာကလောက်လေးကျွန်တော်ဆုံးမပါတယ်မှာပါဆောမှာကြားလို့ပြန်ဝင်လာတယ်မှာကဲပြီးလဲပြန်ကျော်သွားပြီဆောမှာကျော်လဲမှာ high ground တက်တယ်ပေါ့မှာ high ground တက်တဲ့နေရာမှာhigh ground တက်နေမှာချုပ်ချက်ကနိုင်ကျွန်တော်လင်းတာအကုန်ကြောင်းနေပါတယ်မှာပါအောင်ဝင်လိုက်ကြောင်းဝင်လာလိုက်တယ်သူတို့ပဲပြန်ပြောက်သွားပါလေဆောကျွန်တော်လည်းဘာမှမလုပ်ကြပါဘူးဗဒဲကြီးကပြီးမှုလည်းမပြီးသေးပါဘူးမှာထက်ချကြပါတယ်အမှာကျော်ကြောက်ခဲအမှာကျော်ပြန်လျှော်ရပါတယ်ဆောမှာကြော်လည်းပြတ်တယ်လို့အနေပြကရှုံးပြီးပါတယ်ဆိုတော့ကြည့်ယူပေးခဲ့ကြတဲ့ကြောက်ချင်တော့သူကကြည့်ပြီးဒီမှာနောက်ဗီဒီယိုပြင်နေကြမှာဆိုတော့ဘယ်လိုလုပ်နေလဲဗီဒီယိုတော့တူအောင်နဲ့ပဲတောင်းပါပါတယ်